မကြမ်းနဲ့နော်ဒုက္ခများမှာတော့ဒါပြောင်းပြောင်းလိမ့်နေတာကိုယ်ခိုင်းကိုကစားပါပုဂ္ဂိုလ်ကတော့လူလဲဆိုပြီးလောက်ရတာမလောက်ပါနဲ့ဟမ်ဟောအမဲသားတစ်ခုလည်းရှိတယ်ဒီပြင်ဘာမှမရှိဘူးအဲ့ဒီမှာဘယ်နဲ့လဲရနေရနှမ်းစီနဲ့သုံးဖို့သားနဲ့စားရတာမှာဘယ်နဲ့အဲ့ဒါမှလူဆုံးအောင်ဒီနော်တစ်ချက်နောက်မေသေးကိုဆေးဖြစ်ဝါဖြစ်ကလွယ်ရမတော့မစားပါဟုတ်လားဆေးဖြစ်ဝါဖြစ်လွယ်မတော့မစားပါဆိုတော့ဟိုမြို့တော်မှာရံပလင်းနဲ့ကလနဲ့ထားညနေလင်းလိုက်ငါနဲ့အပေါကယောဂါရှိလို့တောက်တယ်ပေါ့ကွာအဲ့လိုယောဂါရှိလို့တောက်တယ်ဆွေရနေပြီးတော့မရရောက်တယ်လို့ကဆင်းရဲလို့လည်းဓမ္မအဖေတော့တယ်မယ်ဒါဖေခွင့်ပြုတာတော့ကဆေးပြောတယ်ငါပိုင်းတာတော့တောက်တာပဲဒီလိုကပိုင်းတာတော့တာပလင်းတလုံးလုံးနဲ့ဆက်ဆောင်းလာတာကွာအဲ့ဒါနဲ့နံပါတ်3မှာတောက်ပြီးတဲ့အချိန်ခါအောင်ကြားရမှာအဖေဘိုးလည်းပြီးသွားတာဘိုးလည်းပြီးကိုယ်တိုင်းရသေးကြီးကြွလာပြီးတော့ကိုယ်ကိုတခါချီကနေခါပြီးခတ်တယ်နဲ့ခိုင်းထားရှိကိုတာနဲ့ပြန်သစ္စာဆိုကြတယ်မင်းမြတ်ခင်ပေးတဲ့သစ္စာပေါ့တယ်ကျန်ဆိုတယ်သေးကိုနောက်ကိုလည်းဘယ်တော့မှမတော့ပါအကုန်လည်းမတော့ပါဘယ်ခါမှမတော့ပါတောက်နေလို့ဒီတော့အုတ်ခေါင်းရှစ်စိတ်ကွဲပါကြတာဆိုဆန်းဆိုလဲပြီးတော့မနေ့ကဓာတ်ကောပလင်းအောင်လုပ်လိုက်တာအဲ့ဒီတော့မှပြတ်တယ်ဘယ်နဲ့အဲ့ဒါအဖေဘိုးတော့ပြူလာပြီးတော့ထိမ့်ထုတ်ပြီးတော့ဆုံးမှသွားတာနော်ဒီလိုသစ္စာကိုပေါ့ပြက်ပြက်လုပ်ပြီးတော့ကစားသွားတဲ့လူတွေများလာရင်ဂိုင်းပစ္စည်းသွားလိမ့်မယ်နောက်ကြဂိုင်းပစ္စည်းအောင်လုပ်လာရင်ဒဏ်ခံလိမ့်မယ်ဒဏ်ခံလိမ့်မယ်ဒဏ်ဆိုတာအပြစ်ပေးတာနော်အခုမထိဘူးသေးတော့ဒန်းဆိုတာကိုကြော်ဆွေတော့သင်းသင်းနဲ့တော့အောင်မေးဝယ်လေပိတ်ကြောက်ကြကောင်းနော်ပိတ်ကြောက်ကြကောင်းတယ်အဲ့တော့ကြောက်လဲကြောက်ပါဘုရုရှင်ဖြစ်တဲ့အတိုင်းဒီတုဘုရုရှင်ရဲ့သဘာဝအတိုင်းဒီစိတ်တွေဟာမကုန်ကမ်းကြပါဘူးဖောက်ပြန်ခြင်းနဲ့လောဘရမက်ဆွဲလန်းခြင်းနဲ့ဒေါသရမက်ဖြစ်ခြင်းနဲ့နော်ဒေါသကြီးခြင်းနဲ့မောဟအစရှိတဲ့လောဘဒေါသမောဟကမင်းတို့ငါကြီးတယ်ပြောပြီးဆုံးမနေမလို့ငါမှလည်းအပြစ်ပါဒါပေမဲ့တို့သားပါလေဒီပိုးစိမ့်ယူလက်မရမှာလက်လိုက်တဲ့အယောင်လေးလို့အလက်ပေါင်းများစွာစုမှအလင်းရောက်ရမှာပါငါလည်းဒီဆုံးမခံတဲ့ထဲမှာငါလည်းပါငါကလည်းငါလည်းအမှန်ထိန်းရမှာအဲဒါကြောင့်ထိန်းနေတဲ့လူတွေတက်သွားတဲ့အခါမှာမထိန်းနေတဲ့လူဟာအဖြစ်ဆိုးတဲ့ကြုံမှာဆိုးလို့ဒါသိပြနော်စေတနာမပါတာတခုမှမရှိဘူးသာသမီကိုလိုဖြစ်နေကိုလိုဖုံးကြည့်နေကိုလိုတကိုးကြည့်နေကိုလိုစိတ်ချမ်းသာကိုချမ်းသာနေရထိုင်ရစားတော့ဖြစ်နေကြအဲ့ဒါပြောတော့အဲ့တော့အဖေကြီးဘိုးတော်ဟန်လူမထမ်းနိုင်မစောင့်ရှောက်နိုင်ထားပါတော့နော်10ပုံတစ်ပုံလောက်3ပုံတစ်ပုံလောက်များလိုက်နိုင်ကြရင်ဖြင့်ဖွဲ့ရပေါက်ပါစေသားလို့ဆုမတောင်းပါနဲ့နော်ကိန်းလက်မကောင်းကောင်းလေးဝင်တော့ပါလိမ့်တစ်ထုံးကားလည်းပဲရှိတယ်တယောက်နော်အဲ့ဒါအသက်ကတော့ငါ့ရဲ့တဲမှာအငယ်ဆုံးလို့ဆိုအောင်ကွာ66နဲ့6နှစ်ရှိနော်သူ66နဲ့တော့ငါ45နဲ့ပြိတ်မှာမကွာပဲနော်ဟမ်ဒီမရတိုနယ်ဘက်ကမူပင်မိုင်မရတိုရွာတွေကခဏောင်ကြီးရွာမရတိုပိုင်ခဏောင်ကြီးရွာပေါ့ကွာငါလည်းကောင်းမှမသိအဲ့ဒီခဏောင်ကြီးဆိုတာကွန်တိုင်းလေးဆိုတာအဲ့ဒီရွာမှာအဲ့ဒီဖိုးကြီးရှိတယ်ပြီးတော့မွေးဆိုရင်သူကအသာလေးပတ်ချလိုက်ကြောက်ပြီးတော့နွားသားမစားနဲ့လို့ဆရာကပြောတယ်နမမွေးအချင်းစားမယ်လို့သူကတွက်ဒီဇမ်းမအောင်ကြမ်းကြမ်းပါမှာနှစ်ချင်းစားတယ်ဒါနဲ့နွားလေးတကောင်မွေးတော့နွားအချင်းကိုပြုတ်ပြက်ပြီးမှလုံနေပြီးတော့သူကနောက်ဖေးမိဖို့ကြောင့်ကနေပြီးတော့အသားလေးလက်ကုပ်လေးပြီးတော့တိုးလေးမှားတယ်ဘိုးတော်တွေကြားမှာဆိုလို့တဲ့အဝယ်လေးရွှေညာတော်သူ့ရောက်တာနော်ဟဲ့မင်းချက်ပြီးလို့ကြည့်ရင်ပကံလုံးတစ်လုံးလောက်ငါမိဖို့ကြောင့်လို့လာထားတာမှာကွာတဲ့အိတ်ရှိကချမယူခဲ့ပါနဲ့တဲ့ဟိုဘိုးတော်တွေရှိတယ်တဲ့အောင်ငါသူကဘိုးတော်တွေသိမှသိုးတာဟုတ်ဒါဟိုကလည်းပြီးလဲပြီးတော့ဦးလေးကျွန်တော်မိဖို့ထဲမှာထားရပြီဆိုတော့အဲ့ဒီမှာကြက်ကနေမိဖို့ထဲမှာဝယ်ဆဲလိုက်တာပါကွာတရှိတယ်ကုန်းဝန်းတစ်ခါကုန်းတော့မှသူနည်းနည်းလေးတန်တရားဖြစ်လာတယ်ဟာငါတို့ကစားမိပြီဒီလိုကွာတော်ပိုင်းတော့စားလိုက်ဆိုတဲ့လောဘကတိုက်တွန်းတဲ့အတိုင်းအဲ့ဒီမှာမောဟရောဒေါသရောဒီကိုသုံးကပေါင်းပြီးအုပ်ထဲတာဟိုမှာသွားပြီးစားမိရတာဖြစ်တော့စားလဲပြီးတော့ဗကြက်လည်းပြည့်သွားရောကြောက်စိတ်ပေါ်လာလောဘခွာသားမှာဟုတ်ပါသိဟမ်အမဲသာစားတာကောင်းနေတယ်ကွာအမဲမှာနွားမှာမွေးတဲ့အချင်းမှာသွားစားတယ်ဟမ်စားလဲပြီးတော့ဗကြက်ထဲကွန်းရတွေပါရဝါလို့ပေါ့ကွာဘိုးတော်တွေဒီအနက်ရောက်မှာဆိုလို့အဝဲလေးအဲ့မှာစားပြီးတော့မှအဖဆရာညာဖျားတဲ့သားတော်စားခြင်းလို့စားတာဟုတ်ပါဘူးတဲ့သူကမသိလို့စားမိတာပါသူမိုးလို့ကွာတောက်ချက်မရှိဘူးသွားပြီးတော့တောက်စားပြီးတော့အဲ့ဒါနဲ့သူကလှုပ်ချင်လှုပ်နေတာကွာလုံးနေပြီးတော့
သူမိမဒီချောင်းဆိုတာကဒီမလည်းဆိုတာချောင်းกว่าဒီချောင်းအဲ့ဒီချောင်းထဲမှာရေစင်းချိုးတော့အောက်ကနေငကြီးတွက်ထည့်ကြတခါလဲခြေပုံပေါ်မှာငကြီးဆူတာ3 လကျော်4 လအတွင်းမဆနိုင်ဘူးမွေဘွေးပတ်ချတယ်ဆရာကြီးသူမိမငကြီးစိတ်ချလို့မရဘူးဟဲ့ချပြီဟမ်အဲ့ဒီတော့မှငါ့ကြီးရောက်လာတော့သူသားမယားတွေပါလေအကုန်လုံးငါလောက်ကိုင်းကူတာပေးပြီးတဲ့နောက်မှာမဟုတ်တာလေမလာဘူးသူမိမပါမလာဘူးသူလဲဝင်လာဟောဝင်းနေအောင်ဝင်နေရအဲ့ဒီတစ်ချိန်ကပြည့်တယ်သူဝင်လာတွေကဒီလိုအမဲသားစားလိုက်ဆံကပြည့်စိတ်ကထိုင်းတယ်တင်းနေဆိုသူကလည်းမကြည့်ဘူးအဲ့တော့ကျတော့တုံလုံးကြီးနဲ့အဲ့ဒီအပေါက်ဝါတွေထိုင်ဆိုကြာရဲ့တဲ့ကျွန်တော်ပေါ်မှာအပြစ်ရှိခွင့်တော့ပါတယ်ဘာလဲခင်ဗျာအမဲသားစားရတယ်မလားကျွန်တော်မဲသားမစားဘူးတဲ့သူကသူစီစားပြီးမစားရင်လည်းပြီးတော့အမဲနွားချင်းတော့စားတယ်ဟမ်ခင်ဗျာဗျာအသားစားရင်တော့ပါသေးရဲ့ဗျာနွားမမင်းနေတဲ့ဟာကြီးခင်ဗျာသွားစားတာဟမ်အဲ့ဒါနဲ့ခင်ဗျားကိုတလပညာပေးရတယ်ကြာပညာပေးမှကြာနောက်ကြပြီးတော့မလားစားမရှိနဲ့သွားဆင်းသွားတာလေတလရှိတော့လာတယ်သူတော့မကြံတော့ဒီစိတ်ကဆဲဦးတယ်မှာသူသားရှိတဲ့နေရာမှာနေတယ်တလပြီးတော့ဆရာကျွန်တော်ဒီနေ့တလပြီးတော့နောက်တော့15 ရက်ပြီးတော့ဆရာကျွန်တော်15 ရက်ပြီးတော့နောက်ထပ်10 ရက်ပြီးတော့လာတော့ကနာတော့လေခင်ဗျဘုရားဖို့တိလာမထေကြီးတို့ကြာနေပြီလို့သာမဏေလေးခိုင်းတာလုပ်နေပြီခင်ဗျနောက်ကိုဖောက်ကြအောင်လားမဖောက်ကြအောင်မဖောက်ကြရင်ဗျာဘာမှမရှိချာလို့မိကလည်းဆောင်းတောင်းမှပြီးတော့အာနာရိုက်ပေးတယ်ဆက်ပြန်ကောင်းသွားတရားပြန်ခင်ဗျမိမအောင်တတ်ချလိုက်ကြောက်ပြီးတော့ကြောက်သွားဒါပေမဲ့သူကတတ်ချလို့ကြောက်ပြီမလို့သူ့ကိုသူကမကြည့်တော့ဘူးရှင်ဆဲကြီးပို့တယ်ဆဲကျမမဟုတ်နဲ့အဲ့လိုဖြစ်တာအဲ့ဒီမှာလင်မယားနှစ်ယောက်လာစပ်ပေါင်းပြီးတော့ငောင်ကိုမဖောက်ပြန်ကြနဲ့ဆိုပြီးတော့ပြန်ပြစ်နေကြရတယ်ဒီလိုသစ္စာကိုပရိယေပုံပြီးတော့ဖုံးပြီးကိုယ့်ဆရာကိုစင်ကြီးလဲကြရင်ဖြင့်ဆွဲရပေါက်ဆိုတဲ့စကားကိုထဲမသုံးပါနဲ့ဟမ်ဆွဲရပေါက်စကားကိုထဲမသုံးကြပါနဲ့ငါတုံးလို့ရလို့မှားလိုက်ပြတယ်ဘယ်နဲ့ဟမ်သစ္စာကိုအသက်နဲ့လဲရင်အရှင်အတွက်ဝိဇ္ဇာဖြစ်သွားပါလိမ့်ဘယ်နဲ့သစ္စာဆိုတာဟာစားစရာကြီးအများကြီးရှိနေချိန်မှာအမဲသားများကြီးကောင်းကောင်းကန်ကန်လိုက်လို့တချို့အဲ့ဒီလိုအမဲရလွဲဘာမှမရှိတဲ့ချိန်မှာစားနေစားကြတော့ဘယ်နဲ့အဲ့ဒါမှလူဆုံးအောင်အဲ့ဒါမှပညာတတ်အဲ့ဒါမှပညာရှိအဲ့ဒါမှသူတော်ကောင်းစိတ်ရှိတယ်လူဟမ်ခေါင်းရလည်းကြောက်ဒုက္ခပါပဲအမဲသားမှမစားရင်တော့ငါတော့ဘာမှမစားဘူးနောက်မှကြည့်ရှင်းဆိုရင်မလွယ်တော့ဘူးနော်တချို့နိုင်ငံသားတော့တယ်ဟိုမှာမနေရတယ်အင်္ဂလန်ကတော့သွားအေးတဲ့ခါအရက်တော့အဖကရင်ပါတော့တကယ်ကိုမနေလို့မရတော့ပါဗျာပေးရပါတော့မဟုတ်တယ်ပြန်လာပြောတာဆန်ထက်ကလေးမိရပဲအဲ့ဒါကသူကရိုးသားချက်မတော့သူတောက်လိုက်တယ်တော့ဟိုမှာဆေးဖြစ်တော့စားရမမူးနိုင်ဘူးမသိရကြည့်တော့မူးဖို့ဆိုတာဝေးဒီလိုတစ်ချက်တော့ဖတ်ဆိုရင်ဗျာသားတော့အမနာရာပြီးဥတုကျမ်းလို့မှာမဟုတ်သူအနှွေးတယ်ဝယ်ရရတာဟမ်ကျမ်းလို့ပါဆိုပြန်စားမရှိတော့ဘူးအဲ့ဒါကြိုက်တာတော့လောက်ကြတော့အဲ့ဒါအပြစ်ကတော့အပြစ်ရှိတယ်လို့အပြစ်ကအပြစ်မရှိတယ်လို့အပြစ်မရှိတယ်လို့ကြွပြီးတော့ဒါပဲတို့ရှေ့လျှောက်ပြီးတဲ့လူလည်းလို့မရဘူးနော်လူလည်းမလုပ်ရဘူးကိုသားသမီးနဲ့ဆက်ဆက်လို့သာဒီသုံးမစကားကိုတိတ်ကြတော့တယ်ဟုတ်မှာရှင်ကျော်အဲ့စာတွေကမိတ်ဒီကိုင်းကိုရှင်ကျော်တက်ပြီးတော့တဲ့တို့အဖေဘိုးတော်ဟန်ကိုတချို့ကမလေးမစားပြကြကိုဖိုးဟန်ကဘိုးတော်ပွင့်စီရနေပြီးရှင်ကျော်ဂိုင်းနာမည်တက်ပြီးလူလိုက်တယ်ဟုတ်ရနော်အဲ့ဒါလေးကိုကြီးလဲအဖေပြောတဲ့အတိုင်းဖြေရှင်းပါမယ်အပိုတလုံးမပေါ့နော်ဒါဗမာပြည်တပီလုံးမှရှိတဲ့သာသမီနည်းနည်းအစပြည့်တပီတွေအကုန်လုံးသိထားဖို့ထင်ရောက်ပြီဒါမှသိထားလို့တစ်ဖက်ကတမျိုးပြောရင်စိတ်ဓာတ်တွေကြပြီးဂိုင်းပစ္စည်းကြောင်းအင်္ဂါထဲမှာတပားပါတဲ့အတွက်ဒီစကားကိုထည့်ပြောပါတယ်ဘလို့ဘုံမှအပြစ်မရှိပါနော်သိခံနိုင်တာတော့သိခံနိုင်ပါတယ်ဂိုင်းခဏနဲ့ပတ်သက်တာတော့သိခံနိုင်ပုဂ္ဂိုလ်ရေးအရာတော့တချို့နဲ့စာအိတ်ကတော့ဖောက်ဆဲရတယ်စာအိတ်နဲ့စားနဲ့ပေးဆဲတယ်လို့ဆဲနေတာနော်ဟဲ့ညခင်မင်းနှမလို့ဆဲနေဆဲတာညခင်ပြောချင်မှာကွာငါဟောပြတယ်လို့ပြောချင်မှာဆိုတာချိန်20ဟောပြတယ်ဆိုတော့ဟောပြရအောင်ဆဲတယ်လို့ဆဲငါသားတွေအဆဲခံနိုင်လာရင်မင်းတို့လက်ကောင်းကတော့ပြုံးနေတာသူဆဲရင်ကိုပြုံးနေအောင်ကြိုးစားဒီခိုင်းကအဲ့လိုသိခံနော်ဒါမှလည်းကြိုးပေးဒါမှသူကလည်းချတယ်ကိုလည်းချတယ်လာချတယောက်လာမင်းကလည်းဆဲမယ်ဆိုဆဲအဲ့ဒါခိုးနေကောင်ကြတယ်ဆိုကြည့်ညာပဲပြောအယုံမေဘူးဒါကြောင့်ဒီရွှေကျော်ဂိုင်းဟာခုနဟိုတိတ်တစ်ဖက်မှာသွင်းထားတဲ့အထဲမှာပါတဲ့မြင့်မြတ်ကြောင်းကိုထပ်ဆင်ပြောပြီးတော့ဂိုင်းကြောင်းပြောတော့ပါမယ်ဒီဂိုင်းကြောင်းပြောရင်ဘယ်လောက်ထက်မြက်တယ်ဘယ်လောက်မြင့်မြတ်တယ်ဒီပုဂ္ဂိုလ်ကြီးတွေဒီဘယ်လိုပုဂ္ဂိုလ်ဆိုတာသိပါ့မလားနော်
အဲ့တော့နင်းမြန်လုံးတော့ကိုနဲ့မတန်လုံးတော့အဲ့လိုပုဂ္ဂိုလ်ကြီးတွေလာမဲ့ကြွမဲ့အိမ်ဒီနော်တန်တန်ရှင်းရှင်းရှိပါရဲ့လားသူတော်ကောင်းနှလုံးရှိပါရဲ့လားဟမ်သူတော်ကောင်းနှလုံးမရှိရင်မင်းတို့ပွဲတရားထိုးပင်မလာဘူးကွာငါအိမ်လဲသူတော်ကောင်းနှလုံးမရှိလို့ငါအိမ်စုပ်ပြတ်သတ်နေတာအိမ်ပြက်နေတာကိုဆိုတာမဟုတ်ဘူးတိုက်မှလာတာကိုဆိုတာမဟုတ်ဘူးအဲ့ဒါလို့ဂိုင်းကနာကိုပြည့်ရဆင်ပြီးဖြတ်လို့ဆက်ပြီးအဲ့လိုမာယာပြည့်ရသုံးပြီးတော့လုံနေတဲ့ငတုံးရဲ့အိမ်ကိုဘိုးတော်တွေဘယ်တော့မှမကြွဘူးလို့ပြောလိုက်သမှာတစ်ဆက်နဲ့တစ်ဆက်မှတ်လိုက်သမှာတစ်သလုံးဘာကြောင့်မလာကြလဲအဲ့ဒီလိုသူတို့မနှစ်သက်တဲ့အမဲဟင်းလျာကိုပြည့်ရသုံးနေချက်ပြုတ်စားတော့နေတဲ့ငတုံးလို့တစုအိမ်ကိုလဲဘိုးတော်တွေကြွလိုက်မှာမထင်နဲ့နော်ကိုယ်တိုင်အိမ်သားထဲမှာဝင်ပြီးတနေ့လုံးမနေနိုင်တယ်လို့ဘိုးတော်ဖျားများဒီအိမ်ဒီမသန့်ရှင်းတဲ့အတွက်ကြောင့်လာလိမ့်မှာမဟုတ်ဘူးအဲ့ဒါပဲနင်ဘိုးတော်တွေကိုစော်ကားပြီးသားဖြစ်ပါပြီဒါကြောင့်မလို့သန့်ရှင်းအောင်နေနိုင်မှသန့်ရှင်းအောင်ပြောနိုင်မှသန့်ရှင်းအောင်ကျင့်နိုင်မှဘိုးတော်လာတာကွာဘိုးတော်ကြွလာကွာဘိုးတော်ကြီးကမင်းကအဲ့ဒါကြောင့်အဖေဘိုးတော်ဟာစံပြအဖြစ်လုပ်သွားတယ်ဟုတ်လားခုနတစ်ခါမှပါတဲ့အတိုင်းအသက်နဲ့လဲအသေးခံသွားတယ်တစ်သက်လုံးချမ်းသာလောက်တဲ့ဗရမ ्या တစ်လုံးနဲ့ဟောဒိစ္စခက်ကငွေ900ကိုမယူဘဲနဲ့ပညာမပေးလိုက်ဘူးပညာအောက်တန်းနောက်တန်းကျသွားမယ်အစားငါဆင်းနေတာမှမြတ်သေးတယ်တဲ့အဖေကအဲ့ဒါကြောင့်အဖေဘိုးတော်ဟန်ရဲ့ဖြစ်လျာဘွားသည်ဘယ်သူနဲ့မှမတူအောင်ထိတ်ဆုံးမရောက်အဲ့ဒါတစ်သက်လုံးမိုက်သမှာဘယ်လိုပါပြောနော်တိုင်းလာတဲ့တို့တန်ရှင်းစင်ကြယ်လှတဲ့သူတော်စင်ဘိုးတော်တွေဘယ်ကစလာကြတယ်လဲဒါတို့ကတွေ့ရနော်ဒီတော့မိကြတော့ရာဇဝင်ကိုပြန်လာလိုက်မှန်လားရာဇဝင်ကိုပြန်ကြည့်မှန်လားရာဇဝင်ကိုပြန်ကြည့်တော့အလောင်းမင်းကြီးဥအောင်ကြီးကစအလောင်းမင်းကြီးဥအောင်ကြီးရဒီမွန်လူမျိုးတွေအုပ်စိုးပြီးတော့ဗမာပြည်ကိုလှမ်းမှုလာတဲ့ချိန်မှာအဲ့ဒီမှာမွန်ပြည်တွေကိုတိုက်ခရနေတယ်အရေးမလှတဲ့ခါကြတော့အဲ့ဒါမှာမောင်ဝိုင်းဆိုတာအဲ့တော့အလောင်းမင်းကြီးဥအောင်ကြီးသာအငယ်ဆုံးအဲ့ဒီအလောင်းမင်းကြီးဥအောင်ကြီးသာမောင်ဝိုင်းရဲ့နောက်ဆွေတော်မျိုးတော်တွေကမင်းသားကြီးဥအောင်ဖြစ်မဲ့မောင်အောင်လေးရဲ့နောက်သာမဏေလေးတစ်ပါးဖြစ်မဲ့ကျောင်းသားလေးတယောက်ကိုသွားပြီးတော့9နှစ်အရွယ်လောက်6နှစ်လောက်မှာသွားအပ်အရှင်ဗျာဒီခိုင်းတွေကိုထိုင်းနေမှာခြေနေမကောင်းတယ်တပြည့်တော့ရှေ့ဝက်တိတ်ဆောင်မယ်ဘုရားရောက်နေပါတယ်ဗျာလို့ဆိုပြီးထားပစ်ခဲ့တာအဲဒီကြောင့်ထားပစ်တော့မောင်ဝိုင်းဆိုတဲ့ရှင်မြင်ဖြစ်မဲ့ခြာတိတ်ကတော့သူကလူကြီးနဲ့ရန်ဖြစ်လို့ရှိရင်မမှီရင်ခုံထိုးတာသူကပြေးဖြစ်မဲ့လို့ဆိုတော့အပေါက်စာမြန်းလာခုံထိုးတာဘယ်ရမှလည်းမကြောက်ဘူးသူကတတ်ပြရှိတယ်ဟောမောင်မင်းကြီးဥအောင်ဖြစ်မဲ့မောင်အောင်လေးကြတော့ပရိပဲစိတ်နေသူကဗျဟောကိုရင်ဖြစ်မဲ့သူကတော့မှန်မှန်လူစားဆိုတော့အဲ့ဒါတုံခင်းပေါ်ပဲတင်ထားပြီအဲ့ဒီလိုသုံးမျိုးသုံးစားကိုသိတော့သာမဏေလေးကိုကျမ်းဂန်ပြရသင်လို့မမိတာကိုခုံထိုးတဲ့မင်းဖြစ်မဲ့အကောင်တော့မင်းချင်းတရားနဲ့အထာရတပညာတွေသင်လို့မောင်အောင်လေးကြတော့ဒီခက်ရတော့စမ်းနေဆရာတော်ကသင်ပေးလိုက်ဒါပနဲ့ရကြဘုရားတော့ဇိုက်မှလို့ဒါဇက်ကွပနဲ့ရကြအဲ့လိုသင်လာတဲ့ခါကျတော့မောင်အောင်လေးအရွယ်ရောက်လာတော့တခါတလေမောင်အောင်လေးကဒီဘက်တောင်ကိုရောက်လာတော့ငါပရိမိတ်ကြိုင်ကြတယ်ဆိုပြီးဟိုဘက်တောင်မှာပရိသွားကြတယ်ကွာဘာမှမရောက်ဘူးပြတ်စုပ်ကြရောက်နေအမလေးဒီသားတောင်တန်းတော့မိုင်းနဲ့ခလာဝေးတာဟိုမှာပရိမိတ်ကြိုင်ကြလို့လည်းပြတ်စုပ်ကျန်းတယ်အဲ့ဒီသွားရင်ကိုဆရာတော်တို့ကဘယ်ပေါင်းနေရသိလားသိလာတဲ့ခါကျတော့မောင်လေးရဲ့ထွက်ရလန်းအောင်မြင်သွားပြီဆိုတော့ကွာနော်အဲ့ဒီမောင်လေးရဲ့ထွက်ရလန်းအောင်ပြီဆိုဒီနေ့ကတိတ်ထဲသွင်းလိုက်တဲ့အတွက်ကိုယ်သွေးလို့တော့မှတ်ကြတယ်ပေါ့ကွာဒါမှမဟုတ်ငါတော့ငါ့ကိုအိမ်မက်တန်ကဘယ်လုံးမှမငါဂရုမစိုက်အခုတလုံးငါ့ကိုအိမ်မက်ကြတယ်လမ်းရှိုးကစာတန်ရောက်လာငါအလောင်းကြီးကဒီဘက်ကပုတ်ပွားနိုင်တယ်တခါလေတစ်ဖက်ကငါအရှင်အိတ်နေတယ်ဂရင်နှလုံးနဲ့ရှင်အဲ့ဒါအဖေထွက်ရပေါ့ဆရာအေကံဖြစ်မှာပဲဆိုတီထိုးကြတယ်မလေးဟိုကဖြစ်နေတာဒါသူတို့ကထင်တာငါတော့ငါစိတ်ကူးနဲ့ငါထင်တာငါရွယ်တဲ့အတိုင်းကမ္မထမ်းတရားတော့ငါပြရလိမ့်မယ်ထင်တယ်လို့ငါယူဆအဲ့ဒါနဲ့တခါနေလိုက်ကြအောင်ဒီအဲ့ဒီမင်္ဂလာမနေမောင်မင်းလင်တပိတ်တယ်ပဲအိမ်မက်ဒီဘက်ကလည်းမြတ်ခင်ဒီဘက်ကလည်းမြတ်ခင်ငါးမိန်သေးနေအလဲတဲ့မှာငါအရှင်စပြည့်ပြည့်နေငါမင်းစပြည့်ပြည့်တက်ပါလားနော်ဘယ်လိုဝိတ်ကရှိတယ်ဆရာလဲတောင်းတော့ကျတော့ငါလည်းပြေတော့မဆိုဘူးတော်ကပြေးလိုက်ကောတော့ဘုံဘုံတင်နေပါလေကဲငိုလိုက်ကြတာလေဆူလို့ပူလို့တဲ့ဟိုဘက်ကမိန်းမတွေရောယောက်ျားရောအုံနဲ့ငိုကြကြီးကြအဲ့လိုဖြစ်နေတော့မှဖြုံးဆိုအဲ့ဒီနောက်ဆုံးသေးတယ်မှာဘာသာထားတယ်ဒီလိုပဲကတုံးမြင်တယ်ဟုတ်လားထားလိုက်ပြီးတော့ဆေးတော်ရင်ဆရာကြီးခေါ်တော့တာပဲအကုန်
လာစမ်းဆိုအကုန်ခေါ်လာတယ်ခေါ်ပြီးအတိကြတော့ကျွန်တော်မပြောနိုင်ဘူးဖြစ်ရဲ့တဲ့ဘယ်ပစ္စည်းယူမင်းကဒါယူမင်းဒီနေရာမှာသာနာယူမင်းကဘယ်လိုဆိုအကုန်လုံးနေရာထားပါတယ်တချို့ကလည်းအဲ့ဒါကိုစိုးရင်ငါ့ကိုအဖေဒီလိုလောက်တာအဖေများဟွာပြုလို့လားမာလကများသွားမလားလို့အောင်းမိကြတယ်ဟုတ်ပါဘူးဒါသူအကြောင်းနဲ့သူကြတာဖြစ်ပါလိမ့်မယ်ငါဗရဗျာလို့သူတုံးစားတာဘာဖေးဦးလဲကွာငါတော့ဒါပဲမဲတင်တာပဲဗျာအဲ့ဒါမကြတဲ့ဒါကြောင့်လားမောင်အောင်လေးပတိကြံလို့ဟိုဘက်ကနေပြန်နေတယ်ဆိုတော့ဒီနေ့ညနေတခါအမျိုးသမီးတယောက်လာငါလည်းမမြင်ဘူးမင်းတို့ကမ္ဘာနာမှာလှဲတာပါဆေးလိုက်သလားအဲ့ဆေးလိုက်ကအမျိုးထူးဆေးလိုက်ကသူ့သမက်ဟုတ်လားဆရာကအဲ့ရပြောတယ်တဲ့သူ့သမီးကငါလည်းမမြင်ဘူးနဲ့အိမ်မက်တော့သေသေးချာကြည့်လိုက်တော့ငါကပုံကြည့်တော့အဲ့ဒီဆရာကြီးရဲ့ပြောပြီးတော့ဟဲ့နင်သမီးကငါပညာလာပေးအောင်မယ်ဆိုပြီးတော့အခုလာကြတာမကြီးလာပေးအောင်ဆိုပြီးတော့ဒီဘက်တောင်းကနေပြီးတော့ဆွေးဆိုခုံးနေတာဟိုဘက်တောင်းသွားတော့တဲ့သူကငါခုံးလိုက်တာငါတော့ပြောလိုက်ပါတယ်တော်တော်ဆော့တယ်ကောင်းမယ်လို့ငါသိလားဝိဇ္ဇာစလဲခါဆော့တော်နေလိမ့်မယ်ထင်တယ်လို့ဒီတော့နော်အဲ့ဒီလိုဆောင်းကြရတယ်ဖြစ်လာကြဒါတို့ကအရသာခံပြီးငါတည်းဟုတ်ပါလားလို့ဆိုလိုက်လို့ရှိရင်အယူတော်ကနင်းလေးကရှောက်သွားရတယ်ဒါကိုလုံးမဟုတ်ဘူးကိုင်းတိုင်းထားတော့ထမ်းညက်ပုံလေးပြောပါညညက်ပုံလေးနော်အဲ့ဒီမောင်အောင်လေးတို့အရွယ်ရောက်လာတော့အလောင်းမင်းကြီးဥအောင်စီရတာလဲအထက်မှာပြီးသိပြီအောင်မြင်သွားပြီဘာမှမပြီးတပြီလုံးသိမ့်လိုက်အထက်မှာရောက်တယ်မြတ်ဘုံသိမ့်လိုက်တဲ့ခါကျတော့အလောင်းမင်းကြီးဥအောင်စီရစစ်အောင်သွားတဲ့ခါကျတော့ဒီသားလေးနဲ့သားလေးကိုမိဖုရားကြီးခေါ်ခိုင်းမိဖုရားကြီးခင်မဲ့မရဘူးခေါ်ခိုင်းခေါ်ခိုင်းမိလားခေါ်တဲ့ခါကျတော့နိုင်နေတော့ဖက်ငိုကြတာပေါ့ကွာဂရိပေးရတယ်မိဖုရားကြီးသားနဲ့အတူသလုံးနဲ့ထားပါမယ်လာနေမယ်ဆိုရင်မောင်းအောင်မနေဘူးမောင်းဒါကျွန်တော်နေရမဟုတ်ဘူးမောင်းကနော်အဲ့ဒါမသိနောက်ပိုင်းကျတော့မောင်းကိုထင်မှပြီးလိုက်ဖမ်းတော့လားကွာမအဲ့ဒါနဲ့မောင်းလေးခင်ဗျာအဲ့ဒီဘောကနေရက်တီယာကအရွယ်ရောက်လို့နန်းတွင်းအရေးတော်ဘုံဖြစ်ပါရောနန်းတွင်းအရေးတော်ဘုံဖြစ်နေချိန်ခါမှာနန်းတွင်းအရေးတော်ဘုံမဖြစ်ခင်ငါတို့ရဲ့အဖဆရာအေးက6နှစ်သားပဲရှိတယ်ရှင်းပြဆိုတာမရပေါ့တယ်ဟိုမရမွေးတာဒီမရမွေးတာတွေကဒီကိုတုံးခွဲတွေကြီးပဲရှောက်ကြည့်လိုက်တော့အဲ့ဒီခေတ်တုန်းကလည်းစ၍တစ်ဖက်ကလည်းအောက်လမ်းမိတ်စာ3ကိုတို့နဲ့တိုက်ခိုက်ပြီးတော့မောင်အေးကိုသတ်ဖို့ကြံကြတာပဲဒီမောင်အေးလေးခေါ်ဘိုးတော်အေးမွေးတဲ့အချိန်ခါတော့ကရွှေစလုံးပေါ်မှာမွေးမိနေစလုံးခေါ်တယ်မိနေစလုံးဆိုတာရွှေကိုထုတာအာမလေးဘာကြီးဘာကြီးမှာမိနေကမှရွှေကြီးပဲအဲ့ဒီရွှေစလုံးပေါ်မှာတက်ပြီးတော့မွေးတဲ့သူ့မိခင်ဟာအခုကအလောင်းမင်းတရားကြီးဥအောင်ရဲ့သားအငယ်ဘိုးတော်ဥဝိုင်းရဲ့သားအကြီးကမွေးတဲ့သားနဲ့ပြင်မင်းသားရဲ့သမီးစန္ဒာဒေဝီနဲ့ညာသူလျာရဲ့ပတ်လက်ထားလိုက်တဲ့ခါကြတော့မှဘိုးတော်အေးကိုမွေးတာကွာဘိုးတော်အေးကိုမွေးတာအဲ့ဒီဘိုးတော်အေးမွေးပြီးတော့ဒီမိဖုရားကြီးနိုင်ရဆန်ကလာကုန်တာပဲမရှင်းတော့ဘူးမင်းမဖွားနိုင်လို့ရှေ့ရတိပိုက်နာနေတဲ့အချိန်ကမှပုံနှပြူပုံနှမျိုးလေးကြည့်တော့သေးပြီရွှေဒီရှစ်လက်မိုးပေးမှမွေးတဲ့အဖဆရာအေးကွာအဲ့ဒါစက်ကြမင်းအဲ့ဒီအဖဆရာအေးလေး6နှစ်အရွယ်ဘိုးတော်ဦးဝိုင်းလည်းသီးနှံရတာဟိုကမင်းသားကြီးဥအောင်လုပ်လို့ရတာဘိုးအောင်မမဟုတ်ဘူးမင်းသားကြီးဥအောင်မသွားတာအောင်လေးအောင်ဘာလေးရောဘာလေးပါအစရှိတယ်အောင်လေးကအများကြီးလူလူပြင်မှာဘိုးအောင်တူတယ်အများကြီးပလက်စိတ်ဘိုးအောင်နေရောဘာလေးရောဆုတ်ချက်ကန်အဲ့ဒါမှဟိုကမင်းငါ့ကိုဘာကိစ္စလိုက်ဖမ်းနိုင်လဲမင်းငါနန်းတော်သိမ့်ပါဆိုလို့ဖေးဆိုအဲ့ဒီဇရွေးပါတော့အောင်မင်းဒါကဗမာမှန်သိတာပဲဒီရဆိုအဲ့ဒီကနေပြီးတော့မခံနိုင်နဲ့ပြောတော့မှမင်းဟာလူရုံမှာပဲမင်းကနန်းရအောင်လုပ်ပေးတာငါကွာမင်းမဟာမျိုးတွေမတတ်ပါနဲ့ဆိုတာမင်းအကုန်တတ်ပြီအဲ့ဒါကြောင့်မင်းလူသားသမားလူရုံမှာမင်းကနေမတန်ဘူးဆိုပြီးတော့လှည့်ထွက်မှာနောက်ကအဘတော်မျိုးဖြစ်တဲ့ရှင်မင်းအဘတော်မျိုးကဒါဆိုပြီးဝိုင်းတယ်လက်ညှိုးထောင်လူမိုက်တယောက်ဆုံးမနေတော့နောက်ကအကုန်လုံးပြေးသွားမယ်ဘာမှတည်းဆိုတော့မှလက်ညှိုးကထွက်တယ်အယောင်ယောင်ကိုင်းထားတာအသေးဖြစ်နေတာဒါကြောင့်မလို့အခုတို့ဒီနေ့အောင်လန်းကိုဟဲ့ဆိုရင်အသေးဖြစ်နေတာဘိုးတော်အေးအားနဲ့အဲ့ဒီမှာမှန်လေးလျှောက်သွားပြီးတော့နန်းတွဲဆိုတာငါမန္တလေးရောက်မှသိတယ်ဒီနန်းတွဲရောက်ပိုသိတယ်နန်းတွဲဆိုတာအကျိုးကြီးပဲကွာဒီထဲမှာဘုရင်အိမ်သားတော်အိမ်သမီးအများကြီးကွာအဲ့ဒီစัจ जा မင်းသားလေးမင်းအဆုံးမကြပြီမလို့မင်းလူရုပ်မှာပြီမလို့မင်းရဲ့မြစ်တော်ဖြစ်တဲ့ရင်သွေးလေးကိုငါမရအောင်
တက်ကြမင်းသားလေးငါမအောင်မဲဆိုပြီးတော့အဲ့ဒါတက်ကြမင်းသားလေးဖြစ်မဲ့မောင်အေးခေါ်တို့ဖတ်ဆရာအင်းငယ်ချင်းဘွားကိုဆောင်းနေရုံပတ်ဆိုင်ပြောလိုက်တာငါသားငါမြည်ရတယ်လိမိုက်တာဆိုပြီးပြောလိုက်အဲ့ဒါမင်းတို့မင်းတို့လက်ရကြကိုပြေးတော့ဒီခလေးတို့ငါတောင်ထားသူသိလိုက်ပြီးတော့ဆက်ခွန်နဲ့အရွယ်ရောက်ကြဆိုဆက်ခွန်နဲ့သားလေးအရွယ်ရောက်တော့နန်းတွဲအေးတော်ကိုဖြစ်တာမင်းနန်းတွဲအေးတော်ကိုဆိုတာနန်းကိုသူ့လူကလူလားမင်းအစင်းနဲ့ကစောင့်နေတော့အတင်းတက်လူတခါတစ်ခေါက်ပိုင်းအဲ့လိုဖြစ်ကြတော့ထိုင်ကြတာမှာယမနေသားနဲ့ကြောင်းပြီးအလောင်းမင်းကြီးမင်းကြီးဦးကနေပြီးတော့စားထဲမှာကောင်းငယ်နဲ့ဝေလာမင်းနဲ့ထွက်သွားတော့ဆိုတော့အုံတစ်ချက်မခံစမတစ်ချက်မတော့ခနဲ့ထွက်ရပါဘူးအရှင်အတွက်လူမျိုးပဲဆက်ခွန်နဲ့သားဝေးတာပြအဲ့ဒီမှာကောင်းငယ်ကနေပြီးတော့တို့လင်းငယ်စီးတဲ့ကအပေါ်ငုတ်ကြည့်တယ်လို့ပေါ့အဲ့ဒါကြည့်တယ်ငါလိုပရိမိုးလင်းငယ်နဲ့တော့အဲ့ဒါသွားသိရသေးတယ်အဖဘိုးတို့ကြီးတော့ဒီလိုနဲ့တူတယ်လို့သိလားအဲ့လိုကြည့်တဲ့ခါကျတော့သူရဲ့စွမ်းရည်ကြောင့်လူတယောက်ပြည်ကောင်းတယောက်ရှင်ပြုံးမှာ1000မိစ္ဆာ1000ဝိုင်းနေရှိနေသာသနာတော်ကြီးကြွယ်ကြောက်တော့မှာပဲအဲ့ဒီတော့ကြောင့်ဒီသာသနာတော်လင်းအောင်ငါဘယ်လိုလုပ်ပါမလဲလို့ဆိုရင်အိဋ္ဌာပယမဟိတိစီကိုင်းဆိုတာကိုဖွင့်ပါလေအိဋ္ဌာပယမဟိတိစီကိုင်းဘိုးတော်အေးဆက်ခွန်နဲ့သာစပါဒါမှပြန်အဲ့ဒီကနေအိဋ္ဌာပယမဟိတိစီကိုင်းလို့စပြီးအဖဆရာအေးဒီဝိဇ္ဇာဖြစ်တော်လဲသူရဲ့အင်္ဂါအယလူပြည်ဆင်းလူရောင်ဖန်ဆင်းလူအသွင်ဖြစ်အဲ့ဒါတောကျိုတုံကြားတောင်ကြားလည်းရောက်ပါတယ်မြို့မြို့တိုင်းလည်းရောက်ပါတယ်တောင်တိုင်းလည်းရောက်ပါတယ်အဲ့ဒီမှာလျှောက်ပြီးဘာလာပြုလုပ်ငန်းခေါ်တတ်တော်တွေကျေသွားတာဟိုမှာကာလနာတိုင်းနေရေမွေးတက်လိုက်လက်ခောက်ပြီးတော့ဒီမှာအနာကြီးတွေပေါက်နေဒီစိမ့်မျိုးတွေသူလူသွေးလက်ကြောက်အဲ့လိုကဲဆယ်သွားတဲ့အထဲမှာနောက်ပိတ်ဆုံးဘယ်လောက်ထိအောင်အချိန်ကဲဆယ်လဲဆိုတော့အဖေဟန်ငယ်စဉ်ကဘိုးတော်ရုံမြင်မလိုက်သိချောရပါလေသူ့ကိုတွေ့လိုက်ရင်ဒါသမီးတွေပြောရမှာသိလားအဖေပြောတာနော်ဘိုးတော်အေးကိုတွေ့တယ်မိမနောက်ပြန်မထနိုင်ဘူးကွာတော့ချောတယ်တော့လှတယ်အယုတ်ခဲထူတာလိုပဲသူ့ကိုနှစ်တဲ့နေမှန်းသိလို့ရှိရင်အသာလေးခဏဆိုပြီးအပြင်ထွက်ရင်မရှိတော့နောက်ကိုတစ်သက်လုံးလာပဲကြည့်ဒါကဘိုးတော်အေးကွာသူနဲ့စာကြည့်ရအောင်သိပြပါမလားအဲ့ဒါနားရကမှာကိုနဲ့စာပြီးကြည့်ပါမယ်အဲ့ဒါမှမျက်မှန်းသိလိမ့်မယ်အဲ့တော့ဘိုးတော်အေးလေးဆက်လက်ပြီးတောင်းထမ်းပြီးအသက်အရွယ်လေးနည်းနည်းထောက်လိုက်ခါကျတော့အနတ်မတက်ကသံဃာကဗငယ်ချင်း3ယောက်ဖြစ်ခဲ့ဘူးတဲ့ဘိုးတော်ပြူးရဲ့ဘိုးတော်ပွင့်ရဲ့ထဆရာကြီးမြင်တော်မူတယ်မြင်တော့မှအဲ့တော့ဗာဘိုးတော်ဖျားများအဖေပြောခဲ့တဲ့ရာဇဝင်အတိုင်းဗယုံဆောင်တဲ့သဘောနဲ့ကျွန်တော်ပြောပါမယ်အပြစ်ရှိလဲခွင့်လို့ပါမောင်ပွင့်ကတော့သံဃာရှင်နေသေးတယ်သူရဲ့ဝတ်ကျွေးတွေမကုန်သေးဘူးတဲ့မောင်ပြူးကငါခေါင်းလာလို့ဆိုတော့ဟဲ့တကယ်ချင်းလာပြိနေပြီရောဟောဒီပစ္စည်းတွေအကုန်ယူမင်းဆက်လိုက်ဒီတိုင်းကိုဆောက်တော့ဆိုပြီးပြေးကြတယ်ပြေးပြီးတော့အဲ့ဒီချိန်ခါကျမှအဖဘိုးတော်အေးလူပုံစံမှာဖြောက်လိုက်၍ပရိစိတ်တော်တယ်ဘာမလို့ပါပိတ်အေးအောင်သောတာလောဘမောဟမရှိငါဖယားလောက်လို့ထင်တယ်ပြီးတော့အဲ့ဒီဘိုးတော်ပြည်ကြီးလက်တွင်းကြပြီးဒီလိုပဲဘိုးတော်ပြည်ကြီးရဲ့အယူကြီးတန်တန်တစ်မျိုးရဲဘော်လူထွက်ကြီးတန်တန်တစ်မျိုးအဖေကျွန်တော်ပြောဦးတဲ့ဆေးတော်ကျောင်းခေါင်မှာခြိထားတယ်ပြီးတော့အပြင်မှာထွက်နေတော့ဟောဒီ106ကားပေါ်မှာတက်တာစစ်ဖာကြီးပိုက်လိုက်လို့ဘောင်းကြီးဆုပ်ကြီးနဲ့စစ်သားကြီးလိုပဲအသက်50ကျော်ရှိတဲ့စစ်သားကြီးလိုပဲတက်တာပေကောင်းနေအဲ့ဒီဦးစင်းနာမှာကပ်ပြီးတော့ဖိထိုင်နေတယ်ထိုင်တော့ဘယ်လိုလူကြီးပါလိမ့်မယ်ပေါ့လူလာပြီးဖိထိုင်နေပေါ့ထိုင်ပြီးတော့သူကလက်မဝယ်လာကြတော့အဲ့ဒီဖိုးကြီးကပြောတယ်ဟေး15ရက်နဲ့စောင်းလို့ပြောတယ်ဘုန်းကြီးတော့ပါဝယ်လိုက်တယ်ဘုန်းကြီးကပါလဲဝယ်ပြီးမောင်းနေမောင်းတော့ဘုန်းကြီးကဘယ်လိုပါလိမ့်မယ်ငါဆိုတော့ဟေးရှင်းမတိုင်ပါတယ်ကွာလို့ပြောတယ်အဲ့ဒီဘုန်းကြီးကကျဖာကြီးပိုက်လို့တဲ့ကျသမားကြီးလိုပဲတဲ့မပိုင်လို့ဆင်းမယ်လဲကြံရောဟာလို့ညာဘက်လက်ကနေပြီးတော့ဒီဘက်ကနေယူပြီးတော့ရော့ဆိုပြီးတော့ဦးစင်းကိုပေးခဲ့တယ်ဦးစင်းကလည်းလက်ဖြန့်ယူဆုပ်ပြီးတော့အာရီတယ်သူ့ကိုကြည့်နေတော့သူလည်းဆင်းသွားပြီးတော့တကယ်ရလက်ဖြန့်ကြည့်တော့သူကြောင်းထုတ်မှခြေထားတဲ့ဆေးတော်ဒီရောက်နေသင်္ကန်းဆုံးတယ်အဲ့ဒါအဖေရန်ပြောပါတယ်အဲ့ဒါတခြားမဟုတ်ဘူးတဲ့ဘာဖြစ်လို့ဆေးတော်နဲ့လူနဲ့ခွာရတယ်လို့ပြောတာတဲ့ဘယ်နဲ့ခွာရဘူးကဆေးတော်လူနဲ့အမှန်စိတ်ချရင်သားမတာမခွာနဲ့တဲ့ဆေးတော်နဲ့လူနဲ့ဘယ်တော့မှမခွာနဲ့အဖေရန်ပါရင်ဟာလည်းမြင်ပါလေသူဆေးတော်ဘယ်တော့မှမကြောက်ပြီးတော့မရလည်းပြင်မတော့အဲ့တော့နော်အဲ့လေစမ်းမလို့အဲ့ဒါနဲ့အဲ့ဒီဆေးတော်ကြီးဘိုးတော်ပြူထောက်တော်မူကနေကြတာဘိုးတော်ပွင့်တပည့်တော်ရှာရတာပေါ့ဖယားပေါက်ကနေကြတပည့်တော်ရှာတာတပည့်တော်ဆိုတာဆရာလင့်တယ်လို့လောက်တာပေါ့တပည့်ဖဏလင့်ဖဏခိုးပေါ့ကွာအဲ့လိုတပည့်မျိုးငါဖဏကြောက်တာနားကွာသိချင်မကောင်းတာညကြော်နေအိမ်မှာလေအဲ့ဒီကြောင်ပြောရင်လို့ရှိတယ်ကွာအစိတ်ဓာမနဲ့တရားတောက်သွားတယ်
ကြည်လားထက်ရပေါက်လောင်းနေလေထက်ရပေါက်မဲ့ဆရာလောင်းနေစောင့်ကြည့်ငါပြောတာစောင့်ကြည့်မှတ်တာခွဲဆွဲစားမလို့မမလည်းငါသားလေးအမှန်ထိုက်လို့တော့မှားပါရင်အချိန်ကြံပြလိုက်မလုပ်နဲ့တစ်ခါသားလိုပဲဆက်ဆဲရမှာပဲအဲ့ဒီတန်ခါမယ်နော်အဲ့တော့အဖဘိုးတော်ပြူထွက်ခံပြီးအဖေဘိုးတော်ရမင်းအသာနေတဲ့ငါရှာမယ်ဆိုပြီးတွားပြီးဘိုးတော်အေးဘိုးတော်ပွက်အိမ်သွားတွေ့တယ်အဲ့ဒီချိန်ခါတော့မောင်ပွက်ပြောပါရဲ့ဗျာဟဲ့မောင်ပွက်မင်းအိမ်ငါရှင်တယ်ကွာအချိန်မရှိလို့အိပ်ပါဆရာကြီးရဲ့ဒါဘကွာဒါတွေကတစ်ရှစ်တိတ်ခွင့်မှာပါလိမ့်အဲ့ဒီမှာညကြတော့မှထားကွာမင်းကွာမင်းပြန်နေငါအပါလို့ပြောတယ်ပြီးတော့ဟာဒီဆရာကြီးဘယ်ကြောင်သိပါလိမ့်မယ်အဖေဟန်ပြောတော့တဲ့တိုင်ပြောပါမယ်အပြစ်စီနေခွင့်ပါငါဆရာဘိုးတော်ပွင့်ရလေတဲ့ကြီးကပြန်သွားလဝါနဲ့ရိုက်ချတယ်ချောင်းဆိုအသေးကြတယ်ကွာအောက်လမ်းပညာလောက်တတ်တယ်သစ္စာရှိတယ်ကွာရမ်းမလို့ဘူးအဲ့ဒီအောက်လမ်းပညာကြီးလာဆွတ်သွားပြီးတော့ရော့ဆိုအသက်သမားတစ်ခုပြီးပြီးတော့အဲ့ဒါနဲ့ဘိုးတော်ကြီးပြန်သွားတဲ့အချိန်မောင်ပွင့်ရနေပြီးတော့တမန်အရသန်းမောင်ပွင့်ရနေပြီးတော့ဆရာလေးကိုပွင့်ဟုတ်လားမွေးဆရာပွင့်အဲ့ဒီမှာမွေးဆုံးတော့တစ်ခါလဲအဲ့ဒီကနေဆရာပွင့်နဲ့ဆရာဥပွင့်အဲ့လိုအရွယ်လိုက်တော်တော်လေးလည်းကြာညောင်းတော့ဘိုးတော်ပြူကိုတိုင်ပြူလာဆန်းအယူသဖွယ်လာပြီးအိမ်ရှိရတယ်ဒါတွေပြောပြကြတယ်ပါကွာလာဆန်းတဲ့ခါကျတော့ပုတ်ခါနေမေးဖြေကြရှိတယ်ဖြေသစ္စာတွေဆန်းငွေ300ထည့်ထားသူယူသုံးလားလို့သူအထာသူမသုံးရေချိုးဆင်းခိုင်းနှုံနဲ့နှစ်ခိုင်းအဲ့ဒါလိုဟာတွေလောက်ပြီးအမျိုးမျိုးဒုက္ခဖြစ်တော့လေသူရတဲ့ချီကိုသူမျက်နှာသုတ်ပေါ်နဲ့ဘိုးတော်ပွင့်မောင်ပွင့်မင်းမျက်နှာသုတ်ပေါ်နဲ့ငါရတဲ့ချီကိုသုတ်ဆိုလည်းသုတ်တယ်အဲ့လိုစိတ်ကြိုက်စမ်းပြီးတော့ရတော့မှာသူ့ကိုကြရင်းဖြစ်မှတ်ပြီး3နှစ်ကြာရင်လာခဲ့ဆိုလိုက်တာပြီးတော့ဒါပဲသွားပြီးတော့ကြားဘူးတာတော့ပကံတစ်ဖက်ကမင်းမှုခဲနေကြတော့အဲ့နောက်ကျော်တော်တယ်မှာထွက်သွားအဲ့ဒါနဲ့ကထားတော့အဲ့ဒီကနေဘိုးတော်ပွင့်ဘိုးတော်ပြီးထွက်ကိုင်းဘိုးတော်ပြီးထွက်သွားပြီးဆေးတော်နဲ့အခုနပစ္စည်းတွေရနော်ကတော့တစ်ဆင့်ပြဘိုးတော်ပြီးထွက်သွားဘလူကြိုင်းခဲ့ဘိုးတော်ပွင့်ဒီမှာကြိုင်းခဲ့တယ်တချို့ပြောတဲ့စကားကဘိုးတော်ပွင့်နဲ့အတူကရင်ဆရာကြီးနဲ့10ယောက်မှကြိုင်းခဲ့တယ်ဒါဖြစ်နေနော်တောင်းမှဆောင်းလာဟုတ်ဒီတော့ကရင်ဆရာကြီးကသူရတဲ့တဝက်စီခွဲပေးတာကိုသူရတဲ့တဝက်ကိုဖျားတင်ထားတယ်အခုတည်းကြီးတယ်အဲ့ဒီဆေးတော်ကြီးအကုန်လုံးဘိုးဒီမောတတဲ့ကလေးပြရတယ်ဘာလို့အကုန်ကိုထားနာပြီးတော့သူနည်းနဲ့ဒီမှာထွက်သွားတယ်ဘိုးတော်ပွင့်ရတာကနာပြီးကြိုင်းတယ်ဒီနေ့ဘိုးတော်ပွင့်ကြီးထွက်သွားပြီးအဲ့ဒီဆေးအစ်စ်တွေတော့မှကြိုင်းခဲ့တယ်နော်အဲ့ဒီဆေးတော်အစ်စ်တွေဒီကနေ့ပြရအစဇန်လက်ကရောမင်းဆရာကြီးဗန်နဲ့ပေါင်းရ9မွဲ့ဆိုတဲ့ပန်းပစ္စည်းဆေးပစ္စည်းတွေဒီအဲ့ဒီဆေးပစ္စည်းတွေကိုဘိုးရဟန်စီကိုရော့မောင်ဖောင်းကမင်းယူလို့အပ်တာမဟုတ်ဘူးကြတော့ပါဗျာနော်သူ့မရမောက်ဘလူစလာကွာငါလည်းမေ့တာဘိုးတော်ဘုန်းရဲ့ဇနီးငွေပါပါတယ်အဲ့ဒီဘိုးတော်ဘုန်းဇနီးချင်းမှာငါ့ကိုတန်တွင်းတစ်ခုပေးတာဆိုပြီးတော့မာလကာဘေးမှာမြုပ်လိုက်အဖေကဘိုးတော်ပွင့်မရထမင်းကိုကျော်ရတယ်တက်တော်နှီးပေးရတယ်ငါးခုတ်ပေးရတယ်ထင်းခွဲပေးရတယ်ရေခတ်ပေးရတယ်အဲ့လိုနေတဲ့ဘိုးတော်ဟာဒီတော့တောင်းဝဲုံအဲ့ဒီမှာဘိုးတော်ပွင့်ရဲ့ဇနီးဖြစ်သူတောင်းဝဲုံမှာလက်တကာမရှိတဲ့အတွက်မောင်စံဖဲရဲ့အမေတို့ခကြီးဘိုးတော်ဟန်ရဲ့ဇနီးလက်ထဲကလက်စုပ်ကိုဆွဲယူပြီးတော့ဘိုးတော်ပွင့်ရဲ့ဇနီးခုနကပြောတာဘလို့တောင်းဝဲုံလက်ထဲကိုဆွတ်ပလိုက်အဲ့ဒီမှာဟိုကတောင်းဝဲုံလည်းဝင်းသာအားရနဲ့ဆိုတော့မောင်ကောဟိုမှာနေဆရာကြီးဟောမာကာဘေးမှာပြုတ်ကြတဲ့ပစ္စည်းသွားပြီဆိုတော့တူးပေါ်ပြီးတော့အစိုးရတလူရောက်ဘယ်လားအဲ့ဒါဓမ္မဒိဋ္ဌာနဲ့ပြေးတာခေါ်တယ်မှတ်တာသူ့မရရှိမှတူးပြတာဒီသူ့သားကိုဖိုးဟန်နဲ့သူ့မရဇနီးနဲ့အမတန်သားအမိလို့နေတယ်ဆိုတော့သူမသိကနေပါပြီးတော့တူးရတယ်သင်္ကန်းကြောင့်ရှေ့တင်တူးကြတယ်သူမသိကနေပါလားအဲ့ဒါပါလာပြီအဲ့ဒါရပြီးတဲ့နောက်အတူတရားနေမှထွက်ကိုင်းဆိုပြီးဘုရားမခါရရဆေးတော်ကိုင်းကြောက်တာမောင်ဆန်သိန်းစီမှာဒီနေ့ရှိတယ်အဲ့ဒီဆေးတော်ကြီးရော့မောင်ဖိုးဟန်ငါကိုင်းမှောက်နေပြီမင်းထိုင်းတော့ဆိုပြီးတော့ပေးပြီးထွက်တဲ့ခါကျတော့ဘောရဟန်စီရောက်ကောနော်အဲ့ဒီထွက်ခံပြီးမှဘောကွာနာမည်ပေးသွားတာအဲ့ဒါလူတွေမသိလို့အရန်ပြောနေကြတာအဲ့ဒီတိုက်ခွေကိုမင်းတို့ဖွင့်ရင်လည်းဒီနေ့လူကြတော့ပြောမှာပဲဒီကောင်နားမလဲပဲနဲ့အာလူတွေဖုတ်တယ်ပြောမှာပဲသိလားအာလူဖုတ်တယ်ပြောပြောင်းမှုဖုတ်တယ်ပြောပါဟုတ်ချင်တာဟော